တော့ကိုရှူလို့များတော့လည်းဖြစ်အခုဆိုတော့နောက်တစ် point တက်ကြည့်မယ်နော်ဦးညီမတေချာတာကဒီလေတွေပိုင်းလည်းဂရုစိုက်အဲ့စိတ်တွေပါလည်းနည်းနည်းလေးတစ်ချက်ထိမ့်ပေးမယ်နော်ဟုတ်ညီမလေးကဟိုတစ်ချက်တက်ကြည့်မယ်အောင်နော်ဒါကတစ်ချက်တက်ကြည့်မယ်memory ရောနော်မှတ်ဉာဏ်လေးကြာနေရလို့ဟုတ်တယ်ဆရာမအခုသူ့ကိုမေးကြည့်လိုက်တော့တချင်းဆိုတာတွေပါတချင်းတွေပါမေးအဲ့လိုမျိုးတွေဖြစ်တယ်ဟုတ်လားနောက်ကြတော့အရင်နဲ့မတူသူ့ကိုသမီးငါတို့အာယုံကြောတွေလို့ဘာဖြစ်နေလဲမသိဘူးဒီရက်ပိုင်းဒီလာပိုင်းမှာပို့ဆိုရအခုနောက်ပိုင်းမှာနော်အဲ့လိုခေါင်းတွေဒါမူမူဖြစ်တဲ့ချိန်မှာတချင်းတွေဆိုစိုးနေနဲ့ပြောက်သွားတယ်အဲ့လိုမျိုးတွေပါဖြစ်သွားတယ်တစ်ချက်နေတိုင်းတော့မဟုတ်အဲ့တစ်ချက်ဆိုတာတော့များနေပြီလေဟုတ်တယ်မလားတစ်ချက်ကနေမလုံရင်အများတိုင်းဖြစ်သွားနိုင်တယ်ဟုတ်မိသွားတာပေါ့နော်စိုးနေနဲ့ဘာဆက်ဆိုရမှမသိတော့အဲ့လိုဖြစ်သွားတာဖြစ်တယ်ကိုကပြီးတော့ဒါနဲ့စီဝိုင်းလမ်းကြောင်းပေါ်မှာဆိုတော့ဒါကိုယူဆိုင်ရမယ်လေနော်memory တော်တော်ကြီးကြာနေရတိလားဒီမှာလေးအဲ့တစ်ချက်လုပ်မယ်နော်ဆေးရတော့မဖြစ်မနေစားပေးနော်ဟုတ်ကဲ့အစမအဆင်ပြေလိုအပ်တာတွေတော့အကုန်လုပ်ပြီးပါစမ်းဟိုတောက်ရမယ်ဆေးတွေပေါ့နော်ဆေးရဟုတ်အကောင်စီစဉ်ပေးမယ်နော်ဟုတ်ကဲ့ဒီအခါကိုလည်းကြောက်တာပါဆရာမရဲ့အလုံးလုံးနေနေများမူးလဲဝါမလားလို့မျိုးပေါ့နော်ဟုတ်ညီမလေးကသွေးကြောတွေတော်တော်ထိနေတာတိလားအဲ့ဒါသွေးကျဲဆေးတွေပါရင်စားဘူးလားမစားဘူးအဲ့လိုဟုတ်လားဟုတ်စားတယ်မှာပါမပါတော့တည်လားမတည်ဘူးတကယ်တော့အခုတခါလေးတော့သမီးအိုမီဂါ3လေအဲ့ဒါလေးနဲ့နှလုံးတို့ပါတော့ကောင်းပြီးအိပ်ပျော်တယ်ဘာညာဆိုတော့အဲ့ဒါလေးတောက်တယ်အိုမီဂါ3ပဲနေတိုင်းတော့မဟုတ်ဘူးတခါတလေတရချားတော့ပါလို့မဟုတ်သူဆိုလိုချင်တာကဆေးရဲ့တပေါ်မှာ quality ရှိတယ်နော်ဆေး quality ရှိတယ်တကယ်လို့အဲ့ဒါကြီးတောက်နေရဆိုညီမလေးဒီလက္ခဏာတော့တိတ်မဖြစ်ဘူးပေါ့နော်ဆေး quality ပေါ်မူတည်ပြီးတော့လည်းယောဂရဲ့ဟာပေါ်မှာတတိထားရမယ်နော်အဲ့ဒါလေးကတော့ရဟန်းတောက်တာပေါ့ဆရာမဒီစာစီစဉ်လေးမှာအသေးစီပုံတာလည်းတော်တော်များတယ်နော်တခါတော့သမီးဟိုရိုက်ဘူးတဲ့အန်ထားဆောင်နေလေချမ်းမြေစေးကမှတခါစစ်တော့ရိုက်တော့အသေးအစီဖုံနည်းနည်းတွေ့ရဲအဲ့လိုတော့ပြောနည်းနည်းမဟုတ်အခုကများနေ level 2ကျော်နေပြီဟုတ်လားအဲ့ဒါညီမအဲ့ဒါကိုလောက်ရလိမ့်မယ်အဲ့သွေးကြောကြီးနဲ့အဲ့ဒါကြီးနဲ့လည်းဆိုင်နေနောက်အဆိုင်တစ်ချက်စစ်မယ်နော်အဆိုင်ဘက်တစ်ချက်ကြည့်မယ်အဲ့အဆိုင်ဘက်မှာတစ်ချက်ထိနေလဲဟုတ်တယ်အဆိုင်ဘက်မှာပါထိနေရအဆိုင်အဲ့အသေးသမားတော်များအဆိုင်မှာပါလာညှိနေရဟုတ်ပြီးရင်တဲချီမှာပါပြဿနာရှိရနော်ဘိုက်အောက်တာတွေပါရှိလားဒီတောက်ခဲတာတွေပါရဒီနားလေးကတော့တစ်ချက်အောက်ဒီနားလေးကအဲ့လိုမျိုးကြာကြီးလည်းမဟုတ်ခဏလေးပဲခဏလေးနည်းနည်းအောင်ဟုတ်နည်းနည်းအောင်လိုက်အဲ့လိုမျိုးဖြစ်တယ်